အားလုံးပဲသခင်ယေရှုခရစ်တော်နာမနဲ့မင်္ဂလာပါကျွန်တော် DMI Worship Team ကနေပြုလုပ်တဲ့ Our Daily Bread ဆိုတဲ့အစီအစဉ်လေးကနေမိသားစုအရောက်စီတိုင်းကိုနှွေးထွေးစွာကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်ခွန်အားရတဲ့နှုတ်ကပတ်တော်လေးအားဖြင့်ကျွန်တော်ဒီမှာရှိတဲ့မိသားစုအရောက်စီတိုင်းကိုခွန်အားပေးပြီးမှ sharing လုပ်ချင်တာဖြစ်တယ်ဒီအရာလေးကဘာလဲဆိုတော့59ခုမြောက်သောစာလံကိုဖတ်ရှုတဲ့အခါမှာကျွန်တော်ကိုဖခင်ကမြင်တွေ့စေတဲ့ခံစားစေတဲ့အကြောင်းအရာလေးဖြစ်တယ်။အဲ့ဒီအထဲမှာဆိုအခန်းငယ်၈ကအကြောင်းအရာလေးဖြစ်တယ်။အဲ့မှာဘာပြောထားလဲဆိုရင်အိုးငါဝိညာဉ်နိုးလော့တယောနှင့်ဆောင်းတို့နိုးကြလော့ငါလည်းစောစောနိုးမီဒီအကြောင်းအရာလေးဖြစ်တယ်။ဒီအရာကိုဖတ်ရှုတဲ့အခါမှာဒီနေ့ဒါဝိဒ်ရဲ့ဒီနေ့ရွေးချယ်ခြင်းသူ့ရဲ့နှလုံးသားကိုကျွန်တော်တို့ကွက်ကွင်းကြီးကိုမြင်တွေ့ရတာဖြစ်တယ်။ဘာကြောင့်လဲဆိုရင်ကျွန်တော်ဘာလို့ဒီလိုပြောလဲဆိုဒါဝိဒ်ကဒီအချိန်မှာဒီဟာကိုရွေးချယ်ပြီးမှဒီအရာကိုပြောတဲ့အခါမှာသူအစဉ်ပြေနေတာမဟုတ်ဘူး။သူကပျော်ရွှင်နေတဲ့အချိန်မဟုတ်ဘူး။အဲ့ဒီအချိန်မှာရှောလုကသူ့ကိုလိုက်တက်လို့သူကပြေးနေရတဲ့အချိန်ဖြစ်တယ်။အဒုလံဥမင်ထဲမှာရောက်နေတဲ့အချိန်မှာရေးဆက်ခဲ့တဲ့ဒီနေ့ဆာလံတခြင်းဖြစ်တယ်။အဲ့မှာဆိုရင်သူ့ရဲ့ပြဿနာတွေသူရှိပါသူ့ရဲ့အသက်တွေနဲ့ဘေးတွေနဲ့သူကြုံတွေ့ရပါတယ်ဒါတွေမကသေးဘူးသူစီမှာထပ်ပြီးမှရောက်လာတဲ့သူတွေကလည်းဒီနေ့ပြဿနာမျိုးစုံအကျွေးအမြည်တွေရှိတဲ့သူတွေနဲ့သူစီထက်ရောက်လာတယ်ဒါပေမဲ့လည်းသူ့ရဲ့ရွေးချယ်ခြင်းကပါလဲဆိုတော့ဖခင်ကိုကိုးကွယ်ခြင်းပဲဖြစ်တယ်ဟာလေလုယာဒီမှာသူကဖခင်ကိုကိုးကွယ်တဲ့ခါမှာယူသွတ်တာကိုကျွန်တော်ကောင်းကောင်းမြင်တွေ့ရတယ်ဒါပေမဲ့ဒီအထဲမှာဆိုသူကယူသွတ်တဲ့အခါမှာသူတယောက်တည်းပဲသူယူသွတ်တာမဟုတ်ဘဲနဲ့ဒီနေ့တတ်မဲ့တွေကိုပါသူကပြောတဲ့စကားလေးကိုတွေ့ရတာဖြစ်တယ်။အိုးငါဝိညာဉ်နိုးလောသူရဲ့ဝိညာဉ်ကိုသူဖျားကိုချီးမွမ်းကိုးကွယ်ဖို့အတွက်ပြန်နိုးစော်တဲ့အရာလေးဖြစ်တယ်။ဒါတွေမကပဲတယောနဲ့စောင်းတို့နိုးကြလောငါလည်းစောစောနိုးမီ။ဟာပတ်ဝန်းကျင်မှာရှိတဲ့သူကတော့သူ့ကိုမြင်တွေ့တဲ့သူကတော့ကြီးလိုက်တဲ့ခါမှာဟာဒါဝိဒ်ကတော့သူ့ကိုလူများလိုက်တက်နေလို့ရှောလုကလိုက်တက်နေလို့ तू အသက်ဘေးနဲ့ကြုံတွေ့နေလို့ तू ယူသွားပြီလို့ထင်ကောင်းထင်တယ်သို့တော်ညာလဲသူ့ရဲ့ယူသွတ်ခြင်းကဒီနေ့အဲ့ဒီလူတွေလိုက်တက်လို့ပြဿနာအခက်ခဲနဲ့ကြုံတွေ့လို့ယူသွတ်ခြင်းမဟုတ်ဘဲနဲ့ဒီနေ့အဲ့ဒီအခက်ခဲပြဿနာရဲ့အထက်မှာရှိတဲ့ကြီးမြတ်သောဖခင်သူ့ကိုကယ်မနိုင်တဲ့ဖခင်ကဒီနေ့ရှိနေတယ်ဆိုတဲ့အရာကိုဒီနေ့ယေရှုတော်ချီးမွမ်းနေကိုးကွယ်တာဖြစ်တယ်ဟာလေလုယာဒါကြောင့်မို့ကျွန်တော်တို့အသက်တာမှာမိသားစုရောက်တဲ့ကိုကျွန်တော်ခွန်အားပေးခြင်းတဲ့အကြောင်းအရာလေးကဘာလဲဆိုရင်ကျွန်တော်တို့မှာအခက်အခဲပြဿနာတွေကြုံတွေ့ကောင်းကြုံတွေ့နိုင်တယ်အဲ့ဒီအခက်အခဲပြဿနာတွေမှာကျွန်တော်ညီတွားနေမလားဒါမှမဟုတ်အဲ့ဒီအခက်အခဲပြဿနာအလုံးစုံကိုဖြေရှင်းပေးနိုင်တဲ့အသက်ရှင်သောဖခင်ဒီနေ့တကိုးကြီးသောဖခင်ကိုပဲကိုးကွယ်မလားချီးမွမ်းမလားဆိုတဲ့အရာလေးကိုဒီနေ့မှာဒီနှုတ်ကပတ်တော်လေးအားဖြင့်ခွန်အားပေးခြင်းတာဖြစ်တယ်။ဒါကြောင့်မို့ကျွန်တော်တို့နေ့ရက်တိုင်းမှာရွေးချယ်ခြင်းကအသက်ရှင်သောဖခင်ကြီးမြတ်သောဖခင်ကိုပဲဖြစ်စေဖို့အတွက်ဒီနေ့ဒီနှုတ်ကပတ်တော်လေးအားဖြင့်အနေငယ်ခွန်အားပေးဝေမျှခြင်းပါတယ်။ရောက်စီတိုင်းမှာဖခင်ဒါ၍ကောင်းကြီးပေးပါစေ။ You are blessed